ကျမရေးနေနဲ့တက်တာတို့ကျတို့စကားနဲ့လည်းပြောမှာပေါ့နော်အခုတို့ကျပြောစီချင်တာကဒါကလည်းကျမရေးမကောင်းတို့ကျတို့တင်ကြခဲ့တယ်ဒါပဲမေတ္တာပို့ပေးကြပါအများစုတက်တာခဲ့ပါစေနော်ဒီလိုမျိုးအမှန်တရားပြောတဲ့ဒါကလိုမျိုးတို့ကျတို့ကထောက်ခံရမယ်အားပေးရမယ်ဆုတောင်းပေးရမယ်ပေါ့နော်ဟိုအမှန်တရားကိုဒီဇိုင်းမတတိရှိနဲ့နော်ထောက်ခံပေးတဲ့ပြောပေးတဲ့ဒါကလိုမျိုးတို့ကျတို့ကနော်တို့ကျတို့အခုဆိုလို့ရှိရင် TikTok နဲ့မှာလည်းလူတွေစီကားကြတို့ကျတို့ TikTok နဲ့မှာသွားဆော့တယ်နော် TikTok လည်းတို့ကျတစ်ချက်နိုင်ပြီးလို့ရှိရင်နောက်တစ်ချက်တို့ကျပြန်နိုင်လို့မရတော့တို့ကျတော့တိတ်မကျွမ်းကျင်ဒါပေမဲ့ရလားမရလားနောက်တို့ကျလူတွေတစ်ချက်ကတို့ကျလာပြောပေးပါ TikTok နဲ့မှာကစားလို့ရတယ်အဲ့ဒီနေရာဆိုလို့ရှိရင်နောက်တို့ကျပြန်ပြီးတော့အဲ့ဒီနေရာတွေတို့ကျပြန်ပြီးတော့လုံမှာပေါ့နော်တကယ်လို့ရသွားပြီဆိုလို့ရှိရင်တို့ကျအဲ့မှာဆော့မယ်နော်ဒါပေမဲ့သူတို့ကတစ်ခေါက်ပဲလာမသိနော်တစ်ခေါက်ကစားလို့မရလို့လားမသိတို့ကျတော့တိတ်နားမလဲနော်တို့ကျတော့အသက်ကြီးပြီဆိုတော့ TikTok တော့ပါတို့ကျတော့တိတ်ပြီးနားမလဲကဲနားမလဲပဲမဲ့လေအခုဒီနေ့ဆိုလို့ရှိရင်တို့ကျလာပြောမယ်အမှန်တရားလက်ခံတဲ့သူတွေပေါ့နော်တို့ကျတော့ပြောမယ်နော်အမှန်တရားလက်ခံတဲ့လူတွေတို့ကျတော့နံပါတ်1အချက်ပြောစီချင်တာကနော်ဘာဖြစ်လဲဆိုလို့ရှိရင်အခုဆိုလို့ရှိရင်နော်ဒီစစ်ကောင်စီတွေဒီမအလားတွေကြတော့တို့တွေပြောတယ်ပေါ့နော်တည်င်းထဲမှာလည်းလာခဲ့တယ်ပေါ့နော်အမေစုဆိုလို့ရှိရင်ဘယ်နေရာမှာထားမလဲဘယ်နေရာမှာထားမလဲပေါ့နော်တချို့ကစိတ်တွေဝမ်းသာကြတယ်တချို့တွေကစိတ်ဝေပြားမှုတွေလာကြတယ်ပေါ့ဒါတွေကစစ်ကောင်စီရဲ့လက်ချက်တွေပဲနော်တို့ချို့ပြောစစ်ချင်တာကနော်အမေစုကိုသူတို့ဘယ်မှာပဲသွားတတ်တာတို့ချို့တို့ဝမ်းသာစရာအကြောင်းမရှိဘူးနော်တို့ချို့တို့ကဒီစစ်အာဏာရှင်စနစ်ကိုပြီးအောင်တိုက်ရမယ်ဒါတို့ချို့တယောက်အမြင်ပြောပြတာနော်ပြီးအောင်တိုက်ရမယ်စောင်းအောင်တိုက်ရမယ်နော်ဘယ်သူပဲဘာပဲတတ်ကအမေစုဘယ်နေရာပဲထားသူ့အိမ်မှာပဲသွားအမေစုအိမ်မှာပဲထားသူတို့အိမ်မှာပဲသွားတတ်တာနော်မင်းအွန်လိုင်းခေါင်းပေါ်မှာပဲတင်နော်မင်းအွန်လိုင်းဖျားလို့မဲစစ်ကိုတို့ချို့တို့ကပျော်စရာအကြောင်းမရှိဘူးတို့ချို့တို့ပျော်ရမှာကတော့အမေစုကိုအမေလူစုလို့ချင်တဲ့ဒန်းတူညီမြအခွင့်အရေးနော်ပြည်သူရဲ့စိတ်ဆန္ဒအတိုင်းဒါအမေစုလို့ချင်တဲ့ဆန္ဒပြည်သူရဲ့သဘောဒါပြည်သူအလုံးလို့ချင်တဲ့သဘောကိုအမေစုလို့ချင်တယ်အဲ့ဒါကိုမင်းအွန်လိုင်းကအမေစုကိုပြန်လို့မယ်တမန်တော်ဦးမြင့်ပြန်လို့မယ်တမန်တော်ဦးမြင့်သူ့နေရာပြန်နေမယ်အမေစုသူ့နေရာပြန်နေမယ်ပြည်သူတွေအားလုံးနော်လိုချင်တဲ့ဒန်းလူညီမြအခွင့်အရေးပေးလိုက်ပါပြီဆိုတာအဲ့ဒါတို့ကျတို့ပြည်သူတွေအားလုံးကဝမ်းသာရမယ်နော်အခုဆိုလို့ရှိရင်အမေစုထောင်ထဲမှာပဲထားပြင်မှာပဲထားပဲအိမ်မှာပဲထားနော်အမေအွန်လိုင်းတို့မိသားစုအမေစုနေ့တိုင်းပဲကတော့နေပါစေတို့အခုအမေစုကိုတို့ကတော့ရမယ့်အဆင့်လောက်တို့ကဖြစ်လာခဲ့ပြီးမင်းအွန်လိုင်းတို့ဆိုလို့ရှိရင်နော်ဒါတို့ကျတို့ပြည်သူတွေကဟိုဝမ်းသာစေရတယ်မလို့ဘူးနော်ဝမ်းသာရမှာကတန်းတူညီမြအခွင့်အရေးအခုလိုမျိုးဆက်တိတွေနော် PTA လေးတွေနော်စစ်အာဏာရှင်ဒီဇိုင်းမတော်လန်တဲ့ကလေးတွေမြို့ဓမ္မနေတဲ့အချိန်မှာဘိုးဘင်းနဲ့ကင်တဲ့ကလေးအခုလက်နဲ့လာကင်တဲ့ဆရာမတွေကလေးတွေကအစနော်အခုတို့ဒီလိုမျိုးစစ်အာဏာရှင်စနစ်ကိုအမြင့်ပြောက်တော်လန်မဲ့ကလေးတွေကိုတို့အဲ့ဒီနှစ်မှာတို့တို့လိုချင်တာကတန်းတူညီမြအခွင့်အရေးပါနော်တို့တို့လိုချင်တာကအမေစုကိုသူ့နေရာနဲ့ပြည်သူရွေးထားတဲ့နေရာတာမန်တပ်ဦးဝင်းကြီးရတယ်ပြည်သူရွေးထားတဲ့နေရာဒါတွေပြည်သူအလုံးလူချင်းတဲ့ဆန္ဒပါစိတ်မကွဲကြပါနဲ့နော်ဟိုစိတ်ဝါမကွဲကြပါနဲ့နောက်ပြီးတော့စီလုံးညညမှုစိတ်ဓာတ်တွေဟိုထားပါအမေစုချစ်တဲ့စိတ်နဲ့ဟိုအမေစုကဒီလိုတော့မင်းအောင်လာပဲထောက်ခံလိုက်ပြီလားမင်းအောင်လာပဲနေပြီလားဒါတွေကအမေစုရဲ့ချစ်တဲ့အမေစုရဲ့သားသမီးကအမေစုစိတ်ဆန္ဒကိုနားလည်ရမယ်သဘောပေါက်ရမယ်နော်တချို့ဥပမာပြောလိုက်မှာပေါ့နော်ဥပမာတချို့သမီးဆိုလို့ရှိရင်နော်ဘယ်သူပဲဘာပဲပြောသူ့အမေဘယ်လိုလဲဆိုတော့ तू သိတယ်နော်သူ့အမေရဲ့စိတ်ဓာတ်ကဘယ်လိုလဲသူ့အမေဖြစ်ချင်တာဘာလဲသူအမေလိုချင်တာဘာစန္ဒဆိုတာ तू သိရမယ်ဒါကြောင့်အမေစုကိုချစ်တဲ့ညီကိုမောင်နှမတွေအားလုံးအမေစုကိုချစ်တဲ့တိုင်းရင်းသားညီကိုမောင်တွေအားလုံးပေါ့နော်အမေစုရဲ့စိတ်စန္ဒကဘာကိုဖြစ်ချင်တယ်လဲဆိုတာဆိုနားလည်ပေးကြပါဝမ်းသာရမယ့်အချိန်မဟုတ်ပါဘူးဒီချိန်မှာနော်တို့ချို့တို့ကနော်မင်းအွန်လိုင်းကအမေစုကိုညတိုင်းကတော့ဒီဖြစ်စေတို့မိသားစုနော်အမေစုကိုချစ်တဲလက်တဲတွေဟိုညပေးဒီဖြစ်စေနော်ကတော့အမေစုအိမ်သာတဲ့အရှိမင်းအွန်လိုင်းမိန်းမတွေကအမေစုကိုဘာညာကွအဲ့ဒီဟိုဖင်စေးတာအစားလုတ်ပေးဒီဖြစ်စေအဲ့ဒါတွေတို့တို့ငါတို့ပြည်သူတွေဝမ်းသာစေရအကြောင်းမရှိပါဘူးတို့ကအဲ့လောက်အဆင့်ပဲတို့ရှိရမယ်ဒီထက်ညံ့တဲ့အဆင့်ကတို့တွေဖြစ်လာဖို့အခြေအနေရှိတယ်ဒါကြောင့်တို့ပြည်သူတွေအားလုံးညီကိုမောင်နှမအားလုံးတော်လန်ရေးညီကိုမောင်နှမအားလုံးစိတ်ဝမ်းမကွဲဖို့တို့ပြောစီခြင်းတယ်ဒါအချက်အမေစုနဲ့ပတ်သက်တဲ့အချက်ပေါ့နော်မင်းအွန်လိုင်းတွေကတို့တွေကဒါတို့အာနာစင်ရဲ့လက်ကွက်တွေပါနော်နောက်တစ်ချက်တို့ပြောစီခြင်းတာကဒီတချို့ကနော်မမိုးထောက်ခံတဲ့လူနော်မမိုးအင်ကြီးဝုတ်တယ်လူနော်ဝုတ်ပါထောက်ခံပါတို့လက်ခံပါတယ်ဒါပေမဲ့
တချို့ကပြောခဲ့တယ်နော်တို့ချို့အပြင်မှာသွားနေပြီမဲ့လေတို့ချို့သွားစကားပြောတဲ့နေရာဒီဖြစ်စီပေါ့နော်မိုးကဒီလောက်ထိလူတွေလိုက်ကြိုက်တာပလာဟိတကြံတဲ့ပလာဟိတတွေမှခင်ဗျကြံတဲ့အလူရှင်တွေအားလုံးကမိုးကလိုက်ကြိုက်တယ်တချို့ပြောတဲ့လူကငွေစာရများလို့နော်ဒါငွေမျက်နှာကြည့်တာတို့ချို့ဒီထိုင်းနိုင်ငံကိုရောက်လာခဲ့တာတို့ချို့ရွာမှာနေတာတို့ချို့မြို့နယ်မှာနေတာကငွေနိုင်တရားနိုင်ဆိုပြီးတော့တို့ချို့မလက်ခံတော့တို့ချို့ဒီလှုပ်ခဲ့တာနော်တို့ချို့ရွာမှာနေတော့ဆိုလို့ရှိရင်အမှုတွေတက်ခဲ့ရတယ်ဘာအမှုဆိုလို့ရှိရင်ငွေရှိတဲ့လူကအနိုင်ရပါတယ်အမှန်တရားအရှုံးပေးရတယ်နော်အခုတို့ချို့ကနိုင်ပြီးပြောပြတာမင်းတို့ပြောခဲ့တယ်မိုးကပက်ဆန်စာရများတယ်မန်းတယ်တို့ချို့လက်ခံတယ်နော်ဒါပေမဲ့မိုးကအခုလိုမျိုးခွေးလို့ရောက်စီတိုင်းလိုက်ကြတဲ့ထောက်ဖို့သမားတွေမင်းတို့လက်ခံသလားဟမ်ငွေစာရများတာတခုပဲမင်းတို့ထောက်ခံတယ်ခွေးလိုမျိုးခွေးယူထက်တော့လိုက်ကြိုက်တာကိုဒါတွေကအဲ့ဒီလူတွေနော်အဲ့ဒီလူတွေကပညာအရေးချင်းမရှိတဲ့လူမဟုတ်ဘူးပညာအရေးချင်းရှိတဲ့လူလည်းအဲ့ဒီစကားမျိုးတွေထွက်လာတာရှိတယ်ထွက်လာတာရှိတယ်မိုးကပက်ဆန်စာရများမိုးကပက်ဆန်စာရများတာကမိုးတော်လန်ရေးမှာဘလောက်တိအောင်မြင်မှုရှိခဲ့တယ်လဲဆိုတော့မင်းတို့မိုးနာမည်ပြောလို့ရှိရင်တို့ချို့လာရပြက်စီခြင်းတဲ့ပုံစံမျိုးဘာမှဖြစ်ပါဘူးပြက်ပါစေနော်တို့ချို့ပြောစီခြင်းတာနှစ်ကာလအတွင်းမှာမိုးတို့တော်လန်ရေးလောက်လာခဲ့တာငွေမြောက်များစွာရခဲ့တယ်မှန်တယ်ဘယ်နေရာမှာအောင်မြင်မှုရှိခဲ့တယ်လဲဘယ်စခန်းမှာတိန်လို့ရခဲ့တယ်လဲဒါလေးတို့ချို့ပြပေးပါဘယ်စစ်ပြေးဆောင်မှာမိုးတို့တာဝန်ယူမှုတာဝန်ခံမှုယူထားတယ်လဲဘယ်စစ်ပြေးဆောင်စခန်းမှာစောက်ခဲ့တယ်လဲဘယ်စစ်ပြေးဆောင်နေရာမှာစံအိတ်တဘူးတည်ပေးလိုက်ခဲ့တယ်လဲဟမ် PTA ကလေးတွေကိုခိုင်းခဲ့တယ် PTA ကလေးတွေဒုက္ခရောက်ခဲ့တာနော်ဒီသူလုံခဲ့တဲ့ဆွေကိုတိုက်ပွဲမှာဆိုလို့ရှိရင်နော် PTA ကလေးတွေကမက်ဆောက်ထိပြေးရတယ်ဟိုကန်နီထိပြေးရတယ်အဲ့ဒီကလေးတွေရောသူကူညီထောက်ပံ့မှုရှိလားသူ့မှာတာဝန်ယူမှုတာဝန်ခံမှုရှိလားမင်းတို့ပြောခဲ့တဲ့မိုပစ္စံစာတို့ရများတယ်ဆိုဒါတွေမင်းတို့အမှန်တရားလက်ခံတဲ့လူများမင်းတို့ဝေဖန်သုံးသပ်ပေးပါတို့ချို့ပြောစစ်ချင်တယ်နော်ဒါတွေပြောသူငွေရများတာမှန်တယ်ဘယ်နေရာမှာသူအောင်မြင်မှုရရှိခဲ့တယ်ဘယ်စခန်းမှာသူသိမ်းလို့ရခဲ့တယ်လဲဘယ်မြို့နယ်မှာသူထိန်ချုပ်လို့ရခဲ့တယ်လဲဒါတို့ချို့ချပြပေးပါမိုထောက်ခံတယ်မိုထောက်ခံတဲ့လူတို့ချို့လာချပြပါတို့ချို့ဖုံးဆက်လာခဲ့ပါအခုတို့ချို့စကားပြောလို့ရှိရင်တို့ချို့ line လွှင့်မယ်ဆိုလို့ရှိရင် okay ဆိုတဲ့အကောက်ရယ်နောက်ပြီးတော့ကြော်တန်းလာကြော်သိန်းလာမသိအကောက်ရယ်တို့ချို့အတန်ယူပြီးတော့နော်တို့ချို့ပြောတဲ့အတန်ကိုသူယူပြီးတော့ကိုနေ့ကတို့ချို့ line လွှင့်တာတို့ချို့ခေါင်းစော်ပြီးတော့တို့ချို့ line လွှင့်တဲ့အတန်သူယူပြီးတော့တို့ချို့အပုံနဲ့မင်း online ပုံနဲ့သူတွဲခဲ့တယ်နော်နောက်ပြီးတော့တို့စောတော်နီးကိုလည်းအပုံတွေကိုဖြတ်ခဲ့တယ်နောက်ပြီးတော့အခုကွယ်ထုံးဝင်းပုံတွေကိုလည်းတင်ခဲ့တယ်နောက်ပြီးတော့မြောက်များစွာတို့ချို့ဒီမတ်တင်းပုံလည်းတင်ခဲ့တယ်နောက်ပြီးတော့ဒီနိုင်ငံခြားအမှန်တရားပြောတဲ့ KNU ဘက်ကထောက်ခံတဲ့လူတွေပုံတွေသူတို့တင်ပြီးတော့တို့ချို့ကျတော့မင်း online နဲ့သူတို့တွေ့ထားခဲ့တယ်ဒါပေမဲ့တည်င်းလေးလာတဲ့လူတော့အဲ့လိုမျိုးတွေသူတို့တွေကြဘယ်သူမှလိုက်တဲ့လူမရှိဘူး comment တဲ့လူလည်းမရှိဘူးချဲပေးတဲ့လူလည်းမရှိဘူးသူတို့လူတွေ3 4 5ယောက်နဲ့အဲ့ဒါတို့ချို့ကိုမင်း online နဲ့သူတွေ့ထားခဲ့တယ်အဲ့ဒီလူတွေတို့ချို့ပြောစစ်ချင်းအခုသူတို့လာနားထောင်တယ်သူတို့နားထောင်ပြီးတို့ချို့အတန်သူတို့ယူတယ်တို့ချို့အတန်သူတို့ယူပြီးလို့ရှိရင်မင်း online ပုံနဲ့သွားတွဲခဲ့တယ်နောက်ပြီးတော့ငါတို့ရဲ့ KNU ဒီဘဒိုဆိုတိုနီတို့အခုတင်ခဲ့တဲ့ဥက္ကဋ္ဌ KNU ဥက္ကဋ္ဌဘဒိုစောကွယ်ထူးဝင်းတို့ပုံတွေသူတို့ယူပြီးတော့အဲ့ဒါတွေသူတို့အတန်တွေတို့ချို့အတန်တွေနဲ့သူတို့ကပုံစံတွေနောက်ပြီးတော့တမဟာ1ရအမှန်တရားခေါင်းဆောင်တွေကြတော့ဗဇက်တွေကိုသူတို့ဖြဲထားခဲ့တယ်နောက်အဖူးကျော်နီပုံတွေသူတို့ယူထားခဲ့တယ်အဲ့ဒီလူတွေအောက်တန်းစားလူတွေချို့မေးစစ်ချင်တယ်မင်းတို့တွေကဲမင်းတို့ပြောခဲ့တဲ့တကယ်လို့တို့ချို့ကြတော့မင်းတို့ဘဒူးပုံနဲ့ပဲသွားတွဲဘာမှဖြစ်ဘူးငါတို့ကမင်း online တော်လာတဲ့လူနော်မင်း online မှာကစစ်အာဏာရှင်နဲ့အာဏာရှင်မှတည်းများငါလူမျိုးတည်ဖြစ်စေငါကရင်လူမျိုးတည်ဖြစ်စေအာဏာရှင်ဖြစ်လို့ရှိရင်ငါတော်လာမှာပဲနော်မမှန်ကန်လို့ရှိရင်ငါတော်လာမှာပဲငါကရင်လူမျိုးဖြစ်ပြီးတော့အာဏာရှင်မတော်လာငါထောက်ခံတဲ့လူပါမပါခဲ့ဘူးနော်မင်း online တယောက်လည်းငါတော်လာမှာမဟုတ်ဘူးစစ်စနစ်ကိုငါတော်လာတယ်စစ်အာဏာရှင်နဲ့အာဏာရှင်မှတည်းများငါတော်လာတဲ့ဒေါ်ချိုအမှန်တရားဒေါ်ချိုလို့ငါတင်ထားခဲ့တယ်အဲ့ဒါဒေါ်ချိုမေးစစ်ချင်တယ်မင်းတို့တွေနော်ငါပုံမင်းတို့ယူပြီးတော့မင်း online နဲ့ပုံမင်းတို့တင်ကြံတဲ့ခေါင်းဆောင်တွေငါမေးလိုက်မယ်မင်းတို့ကိုးကွယ်နေတဲ့မိုးဆိုတဲ့လူချစ်သမီးတို့အဖွဲမိုးတို့ထောက်ခံတဲ့မိုးတို့တီတောင်ခဲ့တဲ့စစ်တပ်တွေကငါမေးလိုက်မယ်မင်းတို့နော်နှစ်ကာလအတွင်းမှာဘယ်နေရာအောင်မြင်မှုရှိခဲ့တယ်လဲငွေတွေမြောက်များစွာရခဲ့တာမှန်တယ်ငွေတွေမြောက်များစွာသွားထောက်ပံ့ခဲ့တာမှန်တယ်နှစ်ကာလအတွင်းမှာမိုးတို့တော်လန်ရေးလောက်တာဘယ်နေရာမှာအောင်မြင်မှုရှိခဲ့တယ်လဲ
any ငွေတွေကဘသူလက်ထက်မှာသွားထောက်ပံ့ခဲ့တယ်လေဘယ်နေရာဘာတွေလောက်ခဲ့တယ်လဲဆိုတော့ရှာအဲ့ဒါတို့မုံမုံတို့ကပြောခဲ့တယ်နော်စရင်ကသူတို့အဖွဲ့မှာတဲ့စရင်ကိုတစ်လောက်3ကောက်သူချပြတယ်တဲ့ဒီလိုပြောလိုက်မယ်နော်မုံမုံထောက်ခံတဲ့လူနော်မင်းတို့တစ်လောက်3ကောက်ပဲချ5ကောက်ပဲချဒါပေမဲ့တို့ချိုပြောလိုက်မယ်အခုကလူတွေကလေလိုင်းမှာလောက်ခဲ့တဲ့အလို့ပြည်သူရဲ့ငွေတွေနော်ဟိုနေ့ကတို့ချိုပြောခဲ့တယ်အဲ့ဒီငွေတွေကိုတနည်းကြလို့ရှိရင်ပြည်သူအစိုးရနေလာစစ်လိုက်မယ်မမိုးတို့အဖွဲ့ပါနော်စရင်စရာတွေလောက်ထားပါနော်မင်းငွေကရရှိခဲ့နေကမင်းဘသူ့ကိုပေးလိုက်တာလဲမင်းပေးလိုက်တဲ့နေရာကောဘာတွေဝယ်ခဲ့တယ်လဲဒါတွေမင်းလောက်ထားပါတို့ချိုတို့လာပြစရာမကြောင်းမရှိဘူးနော်ဒီပြည်သူကိုလာချပြစရာအကြောင်းမရှိဘူး3 5ကောက်နော်အဲ့ဒါတို့ချိုမင်းစစ်ကျင်တာကမိုးထောက်ခံတဲ့လူတချို့နော်ဒါမဲ့ကရင်တွေဆိုလို့ရှိရင်နွယ်တာဒါမဲ့နိုင်ငံသားတွေကရင်တွေနော်နိုင်ငံသားတချို့ကရင်ငပိန်းတွေရှိသေးတယ်မိုးထောက်ခံတာနော်မိုးဘာကြောင့်ထောက်ခံခဲ့တယ်လဲသူတို့က KNU ဖြိုမဲ့ကိုတူလေးအမီကိုတရေဝင်ပြန်တီထောင်ဖို့အဖွဲ့တွေရှိတယ်နိုင်ငံသားမှာနော်ထိုင်းနိုင်ငံမှာလည်းအနေနဲ့များရှိခဲ့တယ်အဲ့ဒါတို့ချိုမေးစေချင်တယ်နော်အဲ့ဒါတိတိကျကျနားထောင်ပါအမှန်တရားထောက်ခံတဲ့လူတွေအမှန်တရားလက်ခံတဲ့လူတွေနော်အဲ့မိုးတို့တော်လှန်ရေးလုပ်ခဲ့တဲ့နှစ်ကာလအတွင်းမှာဘယ်နေရာမှာထိချုံမှုရရှိခဲ့တယ်လဲစခန်းဘယ်နှလုံးရရှိခဲ့တယ်လဲဘယ်မှာတာဝန်ယူမှုတာဝန်ခံမှုရှိခဲ့တယ်လဲဒါတို့ချို့လာချပြပေးပါတို့ချို့လာပြောပါကွန်မန့်မှာရေးပေးလို့ရတယ်โอเคမင်းတို့ပြောခဲ့တဲ့ငါတို့ရဲ့ဘုဒ္ဓဆိုတော်နီအခုလက်စီနော်အောက်ကထ KNU မှာဘုဒ္ဓကွယ်ထူးဝင်းနော်မူဒူစေးဖို့နေရာမှာပြန်ပြီးတက်လာခဲ့တယ်နော်မင်းတို့ရဲ့ထောက်ခံခဲ့တဲ့မိုးရဲ့တော်လန်ရဲ့နှစ်ကာလအတွင်းမှာဘာမှအောင်မြင်မှုတစ်ခုမှမရှိဘဲနဲ့စစ်ပြေးဆောင်တွေများလာပဲတို့ချုံမြင်ခဲ့တယ် PTA တွေဒုက္ခရတယ်တို့ချုံမြင်ခဲ့တယ် PTA တွေတေသွားတာပဲတို့ချုံမြင်ခဲ့တယ်အခုတို့ချိုတို့ဒီကွယ်ထူးဝင်းလက်အောက်မှာနော်ကိုထူးဝင်းဥက္ကဋ္ဌတက်လာတဲ့အချိန်မှာတို့ချိုတို့ KNU လမ်းစဉ်နဲ့နော် KNA လမ်းစဉ်နဲ့ NUG နဲ့လက်တွဲပူးပေါင်းပြီးတော့တော်လန်ရေးခဲ့တဲ့တော်လန်ရေးစစ်အာဏာရှင်နဲ့အာဏာရှင်တို့တော်လှန်ခဲ့တာ6လကာလအတွင်းမှာဘယ်လောက်ထိအောင်မြင်မှုရှိလာခဲ့တယ်လဲကရင်ပြည်နယ်မှာဘယ်နှမြို့နယ်မှာထိချုပ်လိုက်ရပြီလဲစခန်းတွေဘယ်နှလုံးသိမ်းလို့ရပြီလဲစစ်ပြေးဆောင်တွေနေဖို့နေရလုံခြုံမှုစစ်ပြေးဆောင်စခန်းတွေဘယ်နှလုံးတီထောင်ခဲ့ပြီလဲစစ်ပြေးဆောင်တွေတာဝန်ယူမှုတာဝန်ခံမှုဘယ်လောက်ထိတာဝန်ယူခဲ့သလားအဲ့ဒါတွေမင်းတို့လက်လာရဲ့လားငါမေးချင်တယ်မင်းတို့ဟမ်ဒါဥက္ကဋ္ဌ KNU ဥက္ကဋ္ဌပဒိုကိုကွယ်ထူးဝင်းရဲ့လက်စိအခုမှနော်6လကာလအတွင်းမှာတို့ချိုမေးစေချင်တယ်မင်းတို့အမှန်တရားလက်ခံတဲ့လူတွေနော်မိုးတို့ပါရတဲ့ချီးတွေကငါတို့တွေကပြန်တုတ်ပေးရတာနော်မင်းတို့ငါနိုင်ခဲ့တဲ့ငါတို့က NCA ဆိုပြီးတော့မင်းတို့နိုင်ခဲ့တဲ့လူကအခု NCA ပဲတန်ဝန်ယူမှုတောင်းခံမှုလုပ်ပေးရတယ်နော်ဒါတွေမင်းတို့နားလဲစေချင်တယ်အဲ့ဒါတို့ချိုပြောစေချင်တယ်နော်မင်းတို့ပြောတယ် KNU က NCA ပါတချို့နိုင်ငံသားမှနေတဲ့ငပိန်းတွေတချို့ပါနော်ငပိန်းတွေချို့ငါတို့ကမင်းတို့ရဲ့ KTLA ကိုဖြိုမယ်တဲ့မင်းတို့စောက်တော့ကြလို့ရှိရင်မင်းတို့ KTLA ဘယ်သူမှဖြိုစရာအကြောင်းမရှိတာတချို့ပြောတာနော် KTLA ရဲ့ကုန်ပြောတာမဟုတ်နော်မင်းတို့တုံးကြမယ်ဆိုလို့ရှိရင်မင်းတို့ KTLA ဘယ်သူမှဖြိုစရာအကြောင်းမရှိအခုမိုးတို့တီထောင်ခဲ့တဲ့စစ်တပ် KTLA ကောင်းတဲ့ KTLA ရှိတယ်မကောင်းတဲ့ KTLA ရှိတယ်နော်ဒါပေမဲ့မိုးတို့ထိတ်ချုံမှုမရှိလို့စီးမရှိကမ်းမရှိဗိုက်ကြီးတဲ့လူကကြီးအဲ့ကြတဲ့လူကအဲ့နော်အဲ့ဒါငါတို့နဲ့မဆိုင်ဘူးအဲ့ဒါငါတို့ဘက်ကပောက်ခလာမို့လို့ငါတို့ကပြန်ပြီးပြောခဲ့တာမင်းတို့ရဲ့ထိတ်ချုံမှုရောအုပ်ချုံမှုရောစီးမရှိကမ်းမရှိစီးပြက်ကမ်းပြက်နဲ့အခုကမင်းတို့ပြိုကွဲမဲ့အချိန်ရောက်တော့ကိုလူပြစ်တယ်ဒီလူပြစ်တယ် KNU မကောင်းပါဘူး NCA မကောင်းပါဘူး KNLA မကောင်းပါဘူးဒေါ်ချိုမကောင်းပါဘူးဆိုလို့လာပြီးအပြစ်မတင်နဲ့အဲ့ဒါမင်းတို့စောက်သုံးမကြလို့ပြိုသွားမှာအလိုနဲ့ပြိုသွားမှာနော်လူချိုတို့ဖြိုတာမဟုတ်ပါဘူးငါတို့ကအမှန်တရားပဲသွားတာဒါကြောင့်မို့ကိုထောက်ခံတဲ့လူမှန်သမျှနော်မို့ထောက်ခံတဲ့လူမှန်သမျှအခုမိသင်တို့ line လွင့်တိုင်းမင်းတို့ဝင်ကြည့်ပါမိသင်တို့ကမြေပြင်မှာနေတဲ့လူပါမိုးကသူများလာပြောလို့သူက line ထဲမှာပြောပြတာနော်သူ့လာပြောတဲ့လူကတို့ချိုပြောပြီးတယ်မြေးစေးကြောင်တဲ့လူရှိတယ်အရက်မူးတဲ့လူရှိတယ်ဘီယာမူးတဲ့လူရှိတယ်နော်အဲ့ဒီလူတွေလာပြောတိုင်း तू မမြင်ရဘူး तू လက်တွေ့မမြင်ရဘူး तू များလာပြောတဲ့ तू က line မှာချပြခဲ့တယ်နော်မိသင်ကပြောတယ်ချပြပါဘာမဖြစ်ဘူးဒါပေမဲ့တော်လိုက်ရေးလောက်တာကိုတယောက်တည်းလောက်တာကိုတယောက်ပဲအန်တီရရှိရမှာကိုမိသားစုနဲ့မဆိုင်အခုမိုးလောက်တဲ့အလောက်ကမိသေးတို့မိသားစုမှာထိခိုက်မှုရဖို့အဆင့်တော်သူလှုပ်လာခဲ့တယ်နော်ဘယ်နေရာမှာပဲလိမ့်စာပါညာကွီးကွာဆိုလို့ရှိရင်ဒါတော်လန်ရင်းသမားမဟုတ်
မိတို့ရဲ့တော်လန်ရေးဦးစီးဦးဆောင်တဲ့မိုးမိုးရဲ့စစ်တပ်မိုးမိုးရဲ့ဦးစီးဦးဆောင်တဲ့တော်လန်ရေးမှာဒီတော်လန်ရေးသမားအချင်းချင်းတော့မကပဲနဲ့မိသားစုတော်ထိကမှုရှိလာစေလို့ရှိရင်အဲ့ဒီမိုးမိုးကိုထောက်ခံတဲ့တော်လန်ရေးသမားကဘာတော်လန်ရေးလဲလို့ငါမေးစီခြင်းတယ်ငွေမျက်နှာတစ်မျိုးပဲမိတို့ကြည့်မလားသူညာမိသားစုကိုထိကမှုရှိပါစေမိုးမိုးကပက်ဆန်စာလို့ရတယ်မိုးမိုးကပက်ဆန်စာလို့ရများတယ်ဆိုပြီးတော့မိတို့ကဒါကိုလက်ခံတာလားငါမေးစီခြင်းနော်တချို့တို့ချို့ပြောပြီးတဲ့ဟိုနေ့ရဆိုလို့ရှိရင်နော် KTLA မှာနေတဲ့ PTF ကလေးတွေ NUG နဲ့လက်တွဲဖို့အမြန်ပြန်လာခဲ့ဖို့ KNU KNLA နဲ့အမြန်လက်တွဲဖို့ပြန်လာခဲ့ဖို့တို့ချို့တို့ဖိတ်ခေါ်တယ်တို့ချို့တို့ခေါ်တယ်နော်တို့ချို့တို့ရဲ့ KNU မှာဆိုလို့ရှိရင်စီးနဲ့မြေနဲ့ကန်းနဲ့သွားတာ NUG ဆိုလို့ရှိရင်ရှီးနဲ့မြေနဲ့ကန်းနဲ့သွားတာဒါကြောင့်မို့တို့တော်လာရဲ့ဒီလောက်ထိအောင်မြင်မှုရှိခဲ့လေလေအဲ့ဒါမင်းတို့ဘာမှမနာလို့စရာအကြောင်းမရှိငါတို့ရဲ့မိခင်ရဲ့ KNU ရဲ့စီးမြင်းစည်းကန်းကအခုမှမဟုတ်ပါဘူးနော်တို့ကစီးမြင်းစည်းကန်းရှိတတ်တာကြာခဲ့ပါပြီဒီစီအာနာစင်တိုင်မှပဲစီးမြင်းစည်းကန်းတွေထောက်တာမဟုတ်ပါဘူးတို့ရဲ့စီးမြင်းစည်းကန်းကရှိခဲ့တာကြာခဲ့ပါပြီနော်အခုမှမဟုတ်ပါဘူးနော်ဒါတော့မင်းတို့ကအရင်တော့မင်းတို့ယုံခဲ့တဲ့ခေါင်းဆောင်ကတို့ချို့တို့ယုံခဲ့ဘူးတယ်တို့ချို့တို့အားပေးဘူးတယ်ထောက်ခံဘူးတယ်နောက်တော့စစ်အာဏာရှင်မတော်လာဘဲနဲ့အချင်းချင်းပြန်တော်လာတယ် KNU ပြန်ဖြို့မယ် KNLA ပြန်ဖြို့မယ်တို့တဲ့တီထောင်ခဲ့တဲ့ဒီမိုမိုစစ်တပ်ကိုတရားဝင်အနေနဲ့ပြန်ပြီးပြုတ်လွှတ်မယ်ဆိုလို့ရှိရင်ဘယ်သူကလက်ခံနိုင်မလဲငါတို့တွေလက်ခံနိုင်ပေမဲ့လည်းနိုင်ငံတကာမင်းတို့လက်ခံမလားတို့ချို့မေးလိုက်မယ်နိုင်ငံတကာမင်းတို့လက်ခံမှာနိုင်ငံတကာလက်ခံတာက KNU KNLA ပဲနော်မင်းတို့ရဲ့ KTLA ကတို့လက်ခံတာမလက်ခံတာတို့ချို့မသိဘူးတို့ချို့သိတာကနိုင်ငံတကာလက်ခံတာက KNU KNLA ပဲတို့လက်ခံတယ်ကဲမင်းတို့တီတောင်ခဲ့တဲ့နှစ်တာကာလအတွင်းမှာတို့ချို့တို့ကထောက်ပံ့ဘူးတယ်ဦးစားပေးဘူးတယ်စစ်အာဏာရှင်တိုက်မလားဆိုပြီးမင်းတို့ကစစ်အာဏာရှင်မတိုက်မယ်ခလေးတွေမြောက်များစွာတက်လာကြတော့စစ်အာဏာရှင်တော်လာရှင်နောက်လိုက်သွားခဲ့ကြတယ်လေနောက်တော့မင်းတို့ကနော်နောက်တော့မင်းတို့ကစစ်အာဏာရှင်မတော်လာပဲတဲ့ KNU ပြန်ဖြို့မယ် KNU ပြန်ဖြို့မယ်ဆိုလို့ရှိရင်နောက်တော့ကလေးတွေသိတဲ့ခါကျနောက်တွေစုပ်သွားခဲ့တယ်လေအခုမင်းတို့လက်ထဲမှာရှိသေးတဲ့လူရှိခဲ့မယ်ဆိုလို့ရှိရင်ငွေမျက်နှာကြည့်တည်ဖြစ်စေယာဒူးမျက်နှာကြည့်တည်ဖြစ်စေနောက်တို့ချို့ပြောပြီးသားတော့မင်းတို့ဒီမိုးမိုးတီတောင်ခဲ့တဲ့စစ်တပ်မှာနေမယ်ဆိုလို့ရှိရင်တို့ချို့တို့ကိုစိုးတယ်လို့မပြောပါနဲ့နော်တို့ချို့တို့စိုးတယ်မပြောနဲ့နော်ပြောသားပြီးသားဒါပြောသားပြီးသားနော်ငါတို့ရဲ့မင်းတို့ပြောခဲ့တဲ့ NCA မင်းတို့ပြောတဲ့ NCA တိစာဖောက် KNU တိစာဖောက် KNLA တိစာဖောက်ကဘယ်လောက်ထိအောင်မြင်မှုရှိလာပြီဆိုတာမတင်တင်လည်းပြောတာပဲမင်းတို့ပြောခဲ့တဲ့ NCA ဆိုတာဘယ်လောက်ထိတော်လာပြီလဲမင်းတို့ကဘယ်မှာတော့တိုက်နေလို့လဲဘယ်မှာလဲမင်းတို့ KTLA မတွေ့ပါလားမတွေ့ဘူးရောချပြလေမင်းတို့ကြော်ညာခဲ့တဲ့နှစ်တာကာလအတွင်းမှာအဲ့ဒါတို့ချို့ပြောတာမိုးမိုးမင်းတို့ထောက်ခံတဲ့လူတို့ချို့ပြောစေချင်တယ်မိုးမိုးငွေစာရများတယ်မိုးမိုးငွေစာရများတယ်ဆိုဘယ်နေရာမှာအောင်မြင်မှုရှိခဲ့တယ်လဲတို့ချို့ချပြပေးပါစခန်းဘယ်နှလုံးသိမ်းရပြီလဲစစ်ပြေးဆောင်စခန်းဘယ်မှာလဲတောင်ဝယူမှုတောင်ခေါ်မှုရှိရဲ့လား PDA လေဒဏ်ရာဖြစ်တဲ့လူမြောက်များမှာရှိတာမိုးမိုးမှာတောင်ဝယူမှုရှိလားဒါတော့မကတို့ချို့ပြောခဲ့ဘူးတယ်နော်တို့ချို့တို့မှာ KNLD အမတ်တရားတို့ချို့ဆိုတာရှိခဲ့ဘူးလေတို့ချို့ပြောတယ်အဲ့ဒီသူတို့ရဲ့ချစ်သမီးလေးအဖွဲ့တွေကအရင်ကတို့ချို့နဲ့တူတူနေလာခဲ့တယ်တူတူနေလာခဲ့တော့အခုခွဲထွက်သွားတော့တို့ချို့တို့ကစစ်အာဏာရှင်မတော်လာပဲနဲ့တို့ချို့ကိုပြန်ပြီးတော်လာခဲ့တယ်နော်တို့ချို့ပြန်လာပြီးတော်လာခဲ့တာတို့ချို့ပြောခဲ့တယ်တော့မိုးမိုးတီတောင်ခဲ့တဲ့စစ်တပ်က KNU ကိုဖြိုမဲ့စစ်တပ်တို့ချို့တို့လက်ထမခွဲထွက်သွားပြီးတော့ချစ်သမီးလေးကိုအဖွဲ့တွေဖွဲ့တာတို့ချို့ကိုဖြိုမဲ့အဖွဲ့နော်တို့ချို့ဖြိုမဲ့တို့ချို့တို့ကဖြော်မှာတို့ချို့ဖြိုရင် KNLA KNLD ရောပြို့သွားပြီတို့အဲ့လိုမျိုးစဉ်းစားထားခဲ့တယ်ပေါ့တို့တီတောင်ခဲ့တဲ့စစ်တပ်ကလည်းအရင်တော့တို့ချို့ခဏပြောဘူးလေတီတောင်ခဲ့တဲ့စစ်တပ်ကလည်း KNU ကိုဖြို့မယ်တို့ရဲ့တရေဝင်အနေနဲ့တို့ကပြန်လုံမယ်တို့ချို့တို့ KNLD ရဲ့အဖွဲ့ကလည်းတို့ကဖြို့မယ်ဖြို့လို့ရမယ်ဆိုလို့ရှိရင်နော်ဒီ NUG ကတို့မှာND ကတွေယူသုံးတော့တာရှိတာနော်တို့ချို့တို့ KNLD ဆိုလို့ရှိရင်တို့ကအဲ့ဒါတို့ချို့ဖြို့ချင်တာတကယ်လို့တို့ချို့ပြောခဲ့တဲ့စကားမီးတို့ကမယုံဘူးဆိုလို့ရှိရင်တို့ချို့ကပြောခဲ့တဲ့စကားတို့ချို့အရင်တော့မယုံခဲ့ဘူးယုံခဲ့တဲ့ဒါမဲ့100ရန်ကန်တော့တို့ချို့မယုံခဲ့တို့ချို့ KNLD တို့ချို့ဆိုတို့ဖြုံတို့ချို့မယုံခဲ့ဘူးတို့ချို့နားနဲ့ကြားမှတို့ချို့ကယုံခဲ့တယ်
ဒိုချိုဒီလိုမျိုးသွားပြောပါဒိုချိုဒီလိုမျိုးသွားပြောပါအခုတိတော့နမှာဒိုချိုမကောင်းကြောင်းပြောတဲ့လူကအဲ့ဒီလူရဒိုချိုမသိဘူးသူတို့တွေကတင်ပေးတာသူတင်ပေးတဲ့အမှန်တရားဆိုတာတယောက်ရှိသေးတယ်အခုဒိုချိုရှောက်ခဲ့တာလေရက်ပေါင်းများလာခဲ့ပြီနော်ရက်ပေါင်းများလာခဲ့ပြီ तू ကပြောခဲ့တယ်တကယ်လို့ तू ကမိုးကိုထောက်ခံပြီးတော့ဒိုချိုကိုမကောင်းတာပြောလို့ရှိရင်ဒိုချိုရုပ် KND ကပြိုမာပဲလို့ तू ကထင်ခဲ့တယ်နော်ဒိုချိုပြောမယ်အခုဒိုချိုနဲ့လောက်ခဲ့တဲ့ဒိုချိုရဲ့စည်ရင်မတွေကဒိုချိုထက်ကိုတတ်တိရှိသေးတယ်နော်သူတို့မှ line ပေါ်မှာမတက်ပေမဲ့လည်းသူတို့ကတော်လာရေးတတ်တိမှာပြည့်ဝဝရှိတယ်အရင်တော့စည်ရင်မနဲ့တခြားစီပဲဒါပေမဲ့အရင်တော့စည်ရင်မနေမကောင်းဘူးလားလို့ကောင်းပါတယ်ဒါမဲ့သူတို့ရဲ့တတ်တိကအခုတော်လာရေးရဲ့စိတ်ဓာတ်တော်လာရေးတတ်တိဆိုတာဒိုချိုတဲ့ပြင်းထန်တယ်သူကပြောလိုက်တယ်အဲ့ဒီလူစမ်းကြည့်လိုက်လေသူပြောခဲ့တယ်ဒိုချို KND ကငါကမိုးဘက်ကထောက်ခံလို့ပြောခဲ့ရင်ဒိုချိုမကောင်းတာပြောခဲ့ပြီဒိုချိုဆိုတာပျော်သွားမှာပဲတဲ့သူ့စကားကိုပြည်သူတွေကယုံမှာပေါ့နော်လှုပ်လိုက်စမ်းပါအခုငါစောင့်ခဲ့တာကြာခဲ့ပြီတကယ်လို့ငါကိုတိုင်ကထုတ်ဖို့ပြီးပြောမယ်ဆိုလို့ရှိရင်မကောင်းမှကြလို့တကယ်လို့မင်းကအမှန်တရားဆိုရင်မင်းလိုင်းမှာချပြပေးပါဒီအောက်တန်းစားချစ်သမီးလေးအဖွဲကိုမင်းတို့ကိုဘလို့လာသွန်သင်ပြီးတော့ငါ့ကိုဘလို့ဖြိုခိုင်းတယ်လဲဆိုတဲ့စကားကိုမင်းအမြန်ဆုံးချပြပေးပါငါစောင့်နေကြတာရက်ပေါင်းကြာခဲ့ပြီတကယ်လို့မင်းတို့ရဲ့အမှန်တရားလက်ခံတယ်ဆိုလို့ရှိရင်နော်ဒီအောက်တန်းစားချစ်သမီးလေးအဖွဲဘလောက်ထိအောက်တန်းကြခဲ့တယ်လဲဆိုတာပြည်သူတွေသိအောင်ဆိုတော့မင်းအမြန်ဆုံးချပြပေးပါတကယ်လို့ငါကနားခဲ့ကြားရပေမဲ့လဲသူများတွေလာပြောပေမဲ့လည်းငါကိုယ်တိုင်ချပြလို့ရှိရင်မင်းရဲ့ဂုံတိတ်ခါပါမင်းရဲ့အဖွဲစည်းဂုံတိတ်ခါပါမင်းရဲ့လောက်ခဲ့တဲ့ဂုံတိတ်ခါပါဟိုဘက်လူဘက်ဂုံတိတ်ခါမှာထိခိုက်မှုရှိမှကြောက်လို့တကယ်လို့မင်းရဲ့အမှန်တရားဆိုလို့ရှိရင်ငါကိုဘယ်လိုပြောခိုင်းတယ်လဲဒိုချိုဒီလိုပြောပါဒိုချိုဒီလိုပြောပါတက်ထောက်တာဒီလိုရှိပါကြအောက်တန်းစားမိမတွေနင့်ကိုတင်ပေးတယ်လေချပြတယ်လိုင်းထဲမှာငါစောင့်နေတယ်ငါစောက်ပြီးနားထောင်နေတယ်မချပြလေငါပြိုမလားမင်းပြိုမလားအောက်တန်းစားမိမတွေပြိုမလားငါတို့ရဲ့တော်လှန်ရေးတာပြိုဖို့ငါတို့တွေလောက်ကြတယ်မို့အမှန်တရားလက်ခံတယ်လို့နင်ကအမှန်တရားဆိုနင်အမှန်တရားချပြပေးပါတော်လည်းမလုံနဲ့ယောက်ျားလေးစီမှာစကားသားပြောရင်စောက်တန်ကတစ်မျိုးဟိုယောက်ျားလေးစီမှာစကားသွားပြောရင်စောက်တန်ကတစ်မျိုးငါတို့မိန်းကလေးချင်းစကားလာပြောရင်စောက်တန်ကတစ်မျိုးအဲ့လိုမျိုးမိန်းကလေးထဲမှာငါရဲ့အမုန်းဆုံးလူကအဲ့လိုမျိုးလူပဲငါကပေါင်းတဲ့လူတိုင်းကောင်းတဲ့သူငါပေါင်းခဲ့တာမင်းတို့လိုမျိုးအောက်တန်းစားစိတ်ဓာတ်ဒီမျိုးအောက်တန်းစားချစ်သမီးလေးအဖွဲစိတ်ဓာတ်တူမှတော့ငါမထင်ခဲ့ဘူးနော်ငါမထင်ခဲ့ဘူးနော်နောက်မှနင့်ရဲ့အကွက်ကိုပေါ်ကြီးကြာလာလေပေါ်လာလေကြာလာလေပေါ်လာလေဒါပါဆေးရမင်းကိုနိုင်ပြောခဲ့တယ်မျိုးမွေကမွေပဲအရေခွန်ဘလောက်ပဲလဲမင်းကမွေပဲကြည့်ရမယ်အခုမှမင်းကမွေမန်းကတိတ်တယ်အခုငါစောက်ခဲ့တာရက်ပေါင်းကြာခဲ့ပြီနော်မိုးကပြောခဲ့တဲ့နင့်ကိုငါဒီလိုချပြခဲ့တဲ့နင့်ရဲ့ဒီလိုလောက်ခဲ့တဲ့မိုးတယောက်လာပြောတာမကဘူးနော်အများကြီးလာပြောခဲ့တယ်အဲ့ဒါဒိုချိုတယောက်ပဲကြားခဲ့တာမဟုတ်တော့မြောက်များစွာကြားခဲ့တယ်မိတို့ရဲ့အောက်တန်းစားစိတ်ဓာတ်တွေငါ့ကိုဖြိုမဲ့အောက်တန်းစားစိတ်ဓာတ်တွေစိန်ခေါ်လိုက်လေဖြိုလိုက်လေငါစိတ်ခေါ်တိမ်ပေါ်တိလိုက်တာမတိကြဘတော့မှငါပိတ်တရားပေါ်မဆောက်မင်းအမှန်တရားဆိုပါဇက်ပေါက်မပိတ်တာနဲ့မင်းပြောလိုက်ပါငါမန်နေသလားသူတို့ကမားနေသလားသူတို့ကမန်တယ်ဆိုလို့ရှိရင်ဟိုလူကိုဒီလိုပြောပါဒီလိုပြောပါဆိုလားအဲ့လိုမျိုးမင်းတို့သွားတင်စရာမလိုဘူးအောက်တန်းစားမတွေရဲ့နော်ကဲဒိုချိုမေးလိုက်မယ်ဒိုချိုနဲ့တိလာခဲ့တဲ့အလူရှင်တွေအားလုံးနှစ်ပေါင်းများစွာဒိုချိုတို့ဒီတော်လန်ရင်းမှာပါဝင်လာခဲ့ဒိုချိုပြောဘူးသလားမင်းတို့အဲ့ဒီလိုသွားပြောပါဒီလိုသွားပြောပါဆိုငါသွန်သင်ခဲ့တဲ့စကားငါပြောခဲ့တဲ့စကားရှိခဲ့ဘူးလားမင်းတို့မြေအောက်တန်းစားစိတ်ဓာတ်မင်းတို့လိုင်းလွှင့်လို့ရှိရင်ဘယ်သူမှမယုံတော့ဘူးနော်တခြားလူတွေအဲ့ဒီလူယုံကြည်တဲ့လူတွေကသူများယုံကြည်တဲ့လူတယောက်စီမှာမင်းတို့အကူကြီးသွားတောင်းတယ်မလေအောက်တန်းစားမတွေရဲ့အောက်တန်းစားမတွေတဲ့မင်းတို့အကူကြီးသွားတောင်းခဲ့တယ်လေဒီလူပြောလို့ရှိရင်ဒိုချိုပြိုမှာပဲဒီလူပြောလို့ရှိရင်ဒိုချိုတို့ KND ပြိုမှာပဲဆိုတော့မင်းတို့ရဲ့အောက်တန်းစားအချင်း
အခုမင်းတို့သွားပြောနေတဲ့အောက်တန်းစားမလည်း line ချပြခိုင်းပါ line လွင့်ပါငါစောင့်နေတယ်နော်ငါစောင့်နေတယ်မင်းမပြောရင်ကျုပ်ပြောမယ်နော်ဒါပဲကျုပ်ပြောလာလို့ရှိရင်ဘယ်လိုပြဿနာမျိုးဖြစ်လာမလဲဆိုတာအဲ့ဒါတော့လူချိုပြောလိုက်မယ်ငါလုံးဝလက်မခံနိုင်မင်းကိုငါစောက်ခဲ့တာရက်ပေါင်းကြာခဲ့ပြီမင်းအမှန်တရားကိုချပြပါအမှန်တရားဆိုတာမင်းစီမှာပဲရှိတယ်နော်မင်းစီမှာပဲရှိတော့မိုးမိုးတို့ချစ်သမီးလေးအဖွဲ့ကအောက်တန်းစားလာငါဆိုတော့မိန်းကလေးကအောက်တန်းစားမင်းအမှန်တရားဆိုတာမင်းမှာရှိတယ်နော်ဒါကမင်းအမြန်ဆုံးချပြပါငါချင်းချောက်တာမဟုတ်ငါအမှန်တရားကိုလို့ချင်တာဒိုချိုကိုလက်ခံထောက်ခံပါဒိုချိုမပြောဘူးအမှန်တရားကိုပြောပါအမှန်တရားကိုထောက်ခံပါအမှန်တရားကိုလက်ခံပါဒိုချိုပြောပြီးသားပဲအခုတန်းစီဦးတို့ဒိုချိုတို့နဲ့သွားတဲ့နေရာတိုင်းမှာနော်တန်းစီဦးတို့ဆိုလို့ရှိရင်ခွေးတဲ့အဆင့်တော်တို့တွေအစဲခံခဲ့ရတယ်ဒိုချိုနဲ့လာတွဲခဲ့လို့နော်ကြံတဲ့အဖွဲ့အစည်းတွေတဲ့ခွေးတဲ့တော့နိုင်ခဲ့တယ်သူ့ရဲ့အမွေးတစ်ချောင်းတော့တန်ဖို့မရှိဆိုလို့အစဲခံခဲ့ရတယ်ဘာကြောင့်လဲဒိုချိုနဲ့လာတွဲခဲ့လို့သူတို့တွေဖွဲ့ပေါင်းများစွာတန့်စီဦးပါဒိုချိုနဲ့လာတွဲတဲ့လူအားလုံးကဒိုချိုကိုသူတို့ထောက်ခံတာမဟုတ်ပါဘူးဒိုချိုသူတို့လက်ခံတာမဟုတ်ပါဘူးအမှန်တရားကိုသူတို့လက်ခံတာအမှန်တရားကိုသူတို့လက်တွေ့တာနော်အောက်တန်းစားမိမလေးသိအောင်ဒိုချိုပြောလိုက်မယ်မိတို့အောက်တန်းစားအချင်းချင်းအဆင့်တန်းချင်းချင်းโอเคဒါကျေးဇူးတင်ပါတယ်နောက်ဆိုလို့ရှိရင်တို့ချိုအဲ့ဒီ TikTok ရမယ်ဆိုလို့ရှိရင်တို့ချိုအဲ့ဒီ TikTok မှာတို့ချိုနည်းအဲ့မှာတို့ချိုသွားပြောမယ်နော်တို့ချိုတို့က TikTok တိတ်မကျွမ်းချင်တို့ချိုတို့နားမှာအရင်တော့ဆိုလို့ရှိရင်သမီးနဲ့တူတူနေတဲ့သမီးကလောက်ပေးတယ်လေအခုတခါတည်းတို့ချိုတို့ကစီရဲမနဲ့သွားတိတ်တဲ့ခါကျတော့အဲ့လိုမျိုးတို့ချိုတို့ကဟို TikTok ဆိုလို့ရှိရင်တို့ချိုကတစ်ခေါက်နှိပ်ပြီးလို့ရှိရင်နောက်တစ်ခေါက်ပြန်နှိပ်လို့မရတော့နော်နောက်တစ်ခေါက်ပြန်နှိပ်လို့မရတော့ဘယ်လိုပြန်နှိပ်ရဘယ်နေရာပြန်နှိပ်ရတို့ချိုလေးအားနဲ့အချိန်ကြာတို့ချိုစမ်းကြည့်လိုက်မယ်နော်ဒါအမှန်တရားလက်ခံတဲ့လူတို့ချိုပြောတာနော်မင်းတို့ကတကယ်လို့အမှန်တရားလက်ခံမယ်ဆိုလို့ရှိရင်အမှန်တရားကိုပြောပါမင်းကဘယ်သူအဲ့ဒီလူကငါဘယ်လိုလာပြောခဲ့တယ်လဲချပြ